အခုကြည့်ရှုနေတဲ့သူတွေထဲမှာမကြာခဏအေးမိတာနာစီးတာနာပိတ်တာနာချေပြီးတော့မှချောင်းဆိုးတက်တဲ့သူတွေရှိကြလားပေါ့နော်အခုရက်ပိုင်းမှာဆိုလို့ရှိရင်လည်းကျွန်တော်စီကိုလာတဲ့သူတွေမှာဒီလိုမျိုးအေးမိပြီးတော့မှနာစီးတာနာပိတ်တာနာချေပြီးတော့မှဒီချောင်းဆိုးတဲ့သူတွေရောက်လာပိုပြီးများလာပေါ့နော်အဲ့အတွက်ကြောင့်ဒီနေ့မှာဆိုလို့ရှိရင်တော့ဒီလိုမျိုးအေးမိပြီးတော့မှနာစီးတာနာပိတ်တာနာချေတာတွေကဘာကြောင့်ဖြစ်ရတာလဲတော့ဒီလိုမျိုးဖြစ်လာခဲ့ပြီဆိုရင်ရောဘယ်လိုမျိုးနေထိုင်စားတော့ရမလဲဆိုတဲ့အချက်တွေနဲ့ဘယ်လိုမျိုးဆေးဝါးတွေကိုရွေးချယ်ပေးတဲ့နေဆိုတဲ့အကြောင်းတွေကိုတော့မြင်မြဆွေးနွေးတော့မှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အစားအသောက်နဲ့ဟာရဆိုင်ရာထူပြူဒေါက်တာရဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့လာဒီလိုမျိုးအေးမိတာနာစီးတာနာပိတ်တာနာချေတာချောင်းဆိုးတာတွေကဘာကြောင့်ဖြစ်တာလဲပေါ့။ဒီလိုမျိုးယာသီအကူးပြောင်းကာလမှာဆိုလို့ရှင်တော့ကျွန်တော်ဒီလိုမျိုးဒီယောဂါတွေကိုဖြစ်ပွားစေတဲ့ virus ပိုးမွှားတွေကလူတွေထဲမှာပုံမှန်ပြီးတော့ပြန့်နှံ့နေတာဖြစ်ပါတယ်။အဲ့တော့အဲ့ဒီ virus ယောဂါပိုးမွှားတွေကလက်သက်ရှူလမ်းကြောင်းတွေမှာတစ်ဆင့်ကျွန်တော်တို့ခန္ဓာကိုယ်တွေကိုရောက်လာပါတယ်အဲ့တော့ဒီလိုမျိုးရောက်လာရဆိုလို့ရှိရင်ကျွန်တော်တို့ခန္ဓာကိုယ်ကနေပြီးတော့မှဒီသဘာဝကိုခန်းစနစ်ကပြန်လည်ပြီးတော့မှတိုက်ထုတ်ဖို့အတွက်ပြင်ဆင်ပါတယ်အဲ့တော့အဲ့လိုမျိုးပြင်ဆင်တဲ့အခါမျိုးမှာဆိုရင်ကျွန်တော်ဒီနှာခေါင်းထဲမှာရှိတဲ့မေးပါးလေးကရောင်ရမ်းလာပြီးတော့မှဒီနှာစီးတာတွေနှာချီတာတွေနှာပိတ်တာတွေဖြစ်လာပါတယ်အဲ့တော့အဲ့မှာမှကိုကဒီကိုခန့်အားနည်းနေမယ်ဆိုလို့ရှိရင်ချောင်းဆိုတာပါဒူနဲ့ဒူတွဲလာဘူးเนาะအဲ့တော့ပို့ပြီးတော့ဆိုးသွားခဲ့မယ်ဆိုရင်ကျွန်တော်တို့ဒီဖျားနာတာတွေခေါင်းကိုက်တာတွေပါသွားပြီးတော့မှဖြစ်လာတယ်ဆိုတော့လေတွေ့ရဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးဖြစ်လာခဲ့ပြီဆိုရင်ဘယ်လိုမျိုးနေထိုင်စားတော့ရမလဲပေါ့အဲ့တော့ကျွန်တော်ပထမဆုံးအရေးကြီးတဲ့ချက်ကကြတော့ဒီချာပြေရောဝအနားယူပေးဖို့ဖြစ်ပါတယ်အဲ့တော့အနားယူပေးလို့ပြောတဲ့အခါမှာကျွန်တော်တို့ကဒီချာကိုယ့်ရဲ့ဒီအိတ်ချိန်ပေါ့เนาะအဲ့တော့အိတ်ချိန် view site ပြီးတော့မှဒီညဘက်ဆိုလို့ရှိရင်ကျွန်တော်လာစောစောပေါ့10နိုင်လောက်အိပ်ရဝင်ပြီးတော့မှဒီ9နိုင်လောက်အိပ်ပြီးတာမျိုးပြီးသွားလို့ရှိရင်လည်းအရေးကြီးတာနောက်တစ်ခုကကျွန်တော်တို့ရေဓာတ်ကိုတေချာဖြည့်ထားပေးဖို့အရေးကြီးတာဖြစ်ပါတယ်။အဲ့တော့ရေဓာတ်ကတော့ကျွန်တော်တို့အစောကြီးတွေကပြေဝနေရမှာပေါ့နော်။ဒါပေမဲ့ဒီလိုမျိုးအေးမိပြီးတော့မှကိုဖျားနာနေတယ်၊နှာစီးနေနှာပိတ်နေဆိုလို့ရှိရင်တော့ရေဓာတ်ပြေဝဖို့ပို့ပြီးတော့မှအရေးကြီးတာဖြစ်ပါတယ်။အဲ့တော့ဒီလိုမျိုးကိုအနေနဲ့အေးမိနေတယ်၊နှာစီးနှာပိတ်နေဆိုလို့ရှိရင်တော့တရက်ကိုအနည်းဆုံးရေ2လီတာကနေ3လီတာလောက်တော့တောက်ပေးဖို့အတွက်ကိုအကြံပြုချင်ပါတယ်။နောက်တစ်ခုကကြောင့်ကျွန်တော်တို့လာဒီကိုယ့်ရဲ့အာဟာရပေါ့နော်။အာဟာရကိုတေချာလေး view site ပေးဖို့ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီလိုမျိုးအေးမိလာပြီးနာစီးပြီးတော့မှဖျားနာရဆိုလို့ရှိရင်ဒီဆန်ပြုတ်တို့ခောက်ဆွဲပြုတ်တို့ဦးစားပေးပြီးစားတတ်ကြတယ်ဒီလိုမျိုးစားမယ်ဆိုလို့ရှိရင်ရရပါတော့ဒါပေမဲ့တတိပြောမှတစ်ခါကျွန်တော်ဒီဆန်ပြုတ်စားရဆိုလို့ရှိရင်လည်းဒီဆန်တစ်ခုတည်းမဟုတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်အသားဓာတ်ကိုလည်းတေချာပြပြပါတော့အသားစားရဆိုလို့ရှိရင်လည်းတို့လာဒီကြက်ပောင်လေးပဲဖြစ်ဖြစ်ကြက်ရင်ပုံလေးပဲဖြစ်ဒီလိုမျိုးတွဲပြီးတော့မှဒီနေ့လေကို6ကြက်သားလောက်ညကိုလည်း6ကြက်သားလောက်ဒီနေ့ကောင်လုံးပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လာဒီ12ကြက်သားလောက်တော့အသားဓာတ်ကိုဝင်အောင်စားပေးဖို့အရေးကြီးပါတယ်ဒီလိုမျိုးအသားဓာတ်အပြင်ပေါ့နော်ကျွန်တော်ဒီ vitamin တွေတက်တုတက်တွေကျွေးအောင်လို့လေကျွန်တော်ဒီတခြားသောအသီးနှံလေးတွေဟလာလိမ္မော်သီးတို့စပစ်သီးတို့ပန်းသီးတို့ဒီလိုမျိုးအသီးနှံလေးတွေကိုလည်းတခြားစုံလင်စွာစားပေးဖို့အကြံပြုချင်ပါတယ်အဲ့မှာကိုကလာဒီနေမကောင်းဖြစ်လို့ဒီဆံပြုတ်မစားကြုံဆိုလို့ရှိရင်လည်းဒီရိုးထမင်းစားကြတယ်ဆိုရင်စားလို့ရပါတယ်အဲ့တော့ဒီခါမှာဆိုရင်ကျွန်တော်ထမင်းစားမယ်အသားကိုလည်းတခြားပြေးအောင်ပေါ့နော်အဲ့တော့ဒါနေ့လယ်မှာလည်း6ကြက်သားညမှာလည်း6ကြက်သားလောက်ပြီးတော့ရှင်ကျွန်တော်ဒီဟင်းနဲ့ဟင်းရွက်လေးနဲ့တွဲပြီးတော့မှစားပေးဖို့အကြံပြုချင်ပါတယ်ဒီခါလေးမှာဒီလိုမျိုးအသားကိုပေါ့နော်ဒီအတုံးလိုက်ကြီးမစားကြုံဆိုလို့ရှိရင်အသားကိုတတောက်ဆင်းမဲ့ကျွန်တော်ပေါင်းစားရမျိုးတွေနောက်ပြီးတော့မှကျွန်တော်တို့ဒါဒီအသားလုံးကြော်လေးပဲဖြစ်ဖြစ်အသားလုံးဟင်းရည်လေးပဲဖြစ်ဖြစ်ဒါမျိုးလေးကျွန်တော်တို့စားပြီးလို့လည်းရဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီပေါ့နော်ဒါအကြောင်းကျွန်တော်တို့ဒီနေထိုင်စားတော့ပြန်ပုံစံနေအဲ့မှာကိုအနေနဲ့ဒီယောဂလက္ခဏာတွေကပုံမှုပြီးတော့မှဆိုးရွားလာဆိုလို့ရှင်တော့ဒီဆေးဝါးတွေရဲ့အကူအညီကိုယူလို့ရဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အေးမိဖျားနာတာလည်းယောဂလက္ခဏာတစ်ခုတည်းနဲ့မလာတက်ဘူးပေါ့အဲ့မှာကိုကနှာစီးတယ်နှာပိတ်တယ်နှာချေတယ်နောက်ပြီးတော့မှဒီခေါင်းကိုက်တယ်ဖျားနိုင်ဆိုလက္ခဏာတွေ9ခုလောက်ကတွဲပြီးတော့လာတတ်တာဖြစ်ပါတယ်အဲ့တော့ဒီလိုခါမျိုးမှာကိုယ်အနေနဲ့လာဒီဆေးအများကြီးကိုသွားပြီးတောင်းနေမယ်စားခုနလိုမျိုးယောဂလက္ခဏာတွေကိုတော့ဒီ 5 in 1 အာနိသင်ရှိတဲ့ဒီဆေးကိုတောက်ပေးလိုက်မယ်ဆိုရင်ပို့ပြီးတော့မှကိုယ့်အတွက်လည်းအဆင်ပြေပြီးတော့မှအထီးရောက်စေနေတာဖြစ်ပါတယ်ဥပမာအနေနဲ့ပြောရလို့ရှိရင်တော့အခုဒီမှာမြင်တွေ့နေရတဲ့ဘန်ဒါလေးနဲ့ Maxi Plus မှာဆိုလို့ရှိရင်ခုနလိုမျိုးကျွန်တော်ဒီနှာစီးတာတွေနှာပိတ်တာနှာချေတာနောက်ပြီးတော့မှဒီဖျားနာတွေခေါင်းကိုက်တာတွေအတွက်ဒီယောဂလက္ခဏာအားလုံးကိုဆေးတစ်မျိုးနဲ့အဆင်ပြေနေတာဖြစ်တဲ့အတွက်ရွေးချယ်လို့ရဖြစ်ပါတယ်အဲ့အတွက်ကြောင့်ဒီလိုမျိုးဆေးမျိုးကကြတော့ဒီတောက်ရလဲလွယ်ကူပြီးတော့မှကိုယ့်အတွက်လည်းအဆင်ပြေနေတာဖြစ်တဲ့အတွက်အိမ်ထဲမှာလည်းဆောင်းတာဖို့အကြံပြုချင်ပါတယ်အဲ့တော့ကိုယ့်အနေနဲ့ဒီလိုမျိုးအေးမိလာပြီးနှာစီးလာပြီးဆိုလို့ရှိရင်တော့ဘယ်လိုမျိုးနေထိုင်စားတော့လဲဆိုတော့ခုနကကျွန်တော်ပုံမှန်ပြပြခဲ့တဲ့အချက်တွေ view site ပြီးတော့မှဒီဆေးတွေကိုလည်းတေချာရွေးပေးမယ်ဆိုလို့ရှိရင်မြန်ပြန်ပြီးတော့မှနလန်ထူစေဖို့ကိုလည်းအားပေးမှာဖြစ်ပါတယ်ဒါပေမဲ့တခုသတိပြုရမှာရှိတယ်ပေါ့နော်ကိုယ်အနေနဲ့ဖျားတာက3ရက်5ရက်လောက်ရှိလာပြီအဖျားကလည်းမကြဘူးပို့ပြီးတော့မှဆိုးလာဆိုလို့ရှင်တော့ဆေးရုံဆေးကသွားပြီးတော့မှဆရာတော်တယောက်နဲ့တိုင်ပင်ဖို့အတွက်ကိုလည်းအကြံပြုချင်ပါတယ်မမေ့ပါနဲ့တင်ကိုယ်တိုင်ကတင်အတွက်အကောင်းဆုံးဆရာအောင်ပါတယောက်ချင်းစီတိုင်းစိတ်ရောကိုယ်ပါကျန်းမာချမ်းသာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာအဲ့တော့ဟတ်ချိုးဆို4ရက် Maxi Plus